ခင်မင်းသဘောကောင်းတော့နေကျွန်တော်နဲ့ပေါ်ရွေရုပ်သားလုံးနဲ့သူမဟိုစဉ်ဆဆခဲ့တဲ့နေက coffee ဆိုင်လေးရဲ့တောင်ဆုံးဝိုင်းမှာချစ်လေးများကြောင့်ပြောရင်ရုပ်ရှင်ဇလန်းလေးများတဲ့မျောရင်စကားတွေဖောင်ဖွဲကပဝန်းကျင်နောက်မေးနေတာသူပြောများကတန်လိုက်ခုလိုပါနောက်တနေ့နောက်တရရောက်ရင်တယ်ဖုန်းလေးခဏခဏပြောချင်အိပ်ပြီးလာနေကောင်းရလားအပြင်သွားနေလားအဲ့လိုရင်မရဖမ်းရလေးတွေကတန်ရောစတဲ့ရိတ်နဲ့တို့ရင်ကျွန်တော်သူစိတ်နဲ့မိုးလေးဝင်ပြောစရာမလိုလဲသူပြီးနေတာတဲ့တကယ်ကိုအချိန်တိုတိုလေးတွေ့ဘယ်နာစီတဲ့ကသိချင်ကြတဲ့ဘူးစားရှင်တွေဝင်စားသလားတန်တရားဘဝတိုင်းဆက်ဆက်မိစားဖို့တော့သစားရတာဆိုခဲ့သလားအော်ဘကောင်းလိုက်တာဗျာတန်တရားကတွန်းပို့လိုက်တာလားဘာမှမင်းဟာကံကောင်းဆုံးလူသားလို့မြစ်တငယ်ချင်းတွေကိုပတ်ကြွားရှင်တွေစီစိန်တွေထက်ကံဖို့ချင်းရဲ့တဲ့မြေတပြားကိုရလိုက်တာဘဝလုံးငြိမ်းချမ်းဖို့ပါကွာဒီနေ့ချင်းမင်းဝင်လာမှာနေခွင့်ပြုပါ